ချမ်းသာတဲ့သူထေးသားတယောက်ကကိုဝင်အရင်အမာနဲ့အမျိုးသမီးတယောက်ကိုရက်ရက်ဆက်ဆက်ရိုက်နှက်နေတာကိုမြင်တွေ့ရမှာပါဘေးနားမှာရှိနေတဲ့အမျိုးသားကတော့ဒါကိုကြည့်ပြီးဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူးပဲသူ့ရဲ့အဖေဖြစ်သူအသားသက်သမားကြီးရောက်လာပြီးတထေးသားကိုလက်သီးနဲ့တစ်ချက်တည်းထိုးချလိုက်ပါတယ်ချွေးမဖြစ်သူရဲ့နေရာမှာသွေးအိုင်တွေကိုမြင်လိုက်ရတဲ့အခါမြေးလေးကိုမကယ်နိုင်တော့ဘူးဆိုတာအဖိုးကြီးသိလိုက်ရပါတယ်အဖိုးကြီးကသူ့သားနဲ့ချွေးမကိုဆေးရုံအမြန်သွားဖို့ပြောလိုက်ပေမဲ့တထေးသားကတော့ဘယ်သူမှထွက်မသွားရဘူးဆိုပြီးတားဆီးပါတော့တယ်တကယ်တော့ဒီအသားသက်သမားကြီးရဲ့နာမည်ကလင်းဟောင်ဖြစ်ပြီးလွန်ခဲ့တဲ့အနှစ်20ကလောင်းကစားလောကမှာပြိုင်ဘက်ကင်းခဲ့တဲ့လောင်းကစားနတ်ဖျားတယောက်ပါဇနီးဖြစ်သူဆုံးပါသွားပြီးနောက်ပိုင်းလောင်းကစားလောကကနေအနားယူပြီးတားဖြစ်သူနဲ့အတူတာမန်အသားသက်သမားတယောက်အဖြစ်ပုံအောင်နေခဲ့တာပါဒါပေမဲ့ကံကြမ္မာကစမ်းကြယ်ပါတယ်ဒေတာခန်ထိုင်မိသားစုရဲ့အကြီးအကဲကလင်းဟောင်စီလာရောက်တူထောက်ပြီးသူတို့မိသားစုပျက်စီးတော့မဲ့အရေးကနေကယ်တင်ပေးဖို့လောင်းကစားပွဲတစ်ခုမှာကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်လင်းဟောင်ကညှင်းဆိုခဲ့ပေမဲ့ထဲအဖိုးကြီးကသူတို့မိသားစုရဲ့အသက်သွေးကြောဖြစ်တဲ့ကြောက်စိမ့်လက်စွပ်ကိုထုတ်ပြလိုက်တဲ့အခါမှာတော့အတိတ်ကကျေးဇူးကျွေးကြောင်းလင်းဟောင်လက်ခံလိုက်ရပါတော့တယ်လင်းဟောင်ကကူညီဖို့ပြင်ဆင်နေတော့မှပဲသူ့ချွေးမစီကအကူအညီတောင်းတဲ့ဖုန်းရလာခဲ့တာပါသူထေးသားထိန်ချေအောင်ကတော့သူ့ဖေကလောင်းကစားနဲ့ဖះကိုဖိတ်ထားနိုင်ပြီဆိုတာသိတာနဲ့ပိုပြီးမောက်မာလာပါတယ်သူရိုက်နှက်နေတဲ့အသားသက်သမားကြီးဟာသူ့အဖေတူးထောက်တောင်းပန်ထားရတဲ့လောင်းကစားနဲ့ဖះဆိုတာသူလုံးဝမသိခဲ့ပါဘူးကာစီနိုဝိုင်းထဲကိုရောက်တဲ့အခါမှာတော့ထိန်ဂျိုင်ဆောင်ကလင်းဟောင်နဲ့သူ့မိသားစုကိုလူမိုက်တွေလိုဖမ်းဆီးပြီးလောင်းကစားနတ်ဖျားအတွက်လက်ဆောင်ဖြစ်ယူဆောင်လာခဲ့ပါတယ်ထိုင်အဖိုးကြီးကလည်းသူ့သားဖမ်းလာတဲ့လူတွေဟာဘယ်သူလဲဆိုတာတေချာမကြည့်ပဲအမိုက်တွေလိုပဲသဘောထားဖို့ပြောခဲ့ပါတယ်ဒါပေမဲ့လင်းဟောင်မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ထိုင်အဖိုးကြီးတကူလုံးတုံရင်သွားပါတော့တယ်သူတူးထောက်တောင်းပန်ထားရတဲ့နတ်ဖျားကိုသူ့သားကရိုက်နှက်စော်ကားထားတာကို